လိုလျင်ကြံစနီလန်ရာစကြက်တစ်ခုမှာတိုးတအုပ်အစာစားနေကြတဲ့အဲ့ဒီအချိန်မှာဝင်းပလေးတစ်ကောင်ဟာသုံးငယ်လေးတစ်ကောင်ကိုတိတ်တဆိတ်ဖမ်းထားလိုက်တဲ့သုံးငယ်လေးဟာထွက်ပြေးဖို့ကြိုးစားပေမဲ့မတက်နိုင်ရှာဘူးဝင်းပလေးဟာသုံးငယ်လေးကိုတတ်မဲ့ဆဲဆဲမှာသုံးငယ်ဟာအကျဉ်တစ်ခုရသွားတဲ့ဒါကြောင့်သုံးငယ်ကဝင်းပလေးခမခုဆိုကျွန်တော်သိရပါတော့မယ်ကျွန်တော်ရဲ့နောက်ဆုံးစံထားကိုကျင်းသားသောအဖြစ်ဖြည့်ဆည်းပေးပါလို့တော့တောင်တမန်နဲ့ပြောလိုက်တယ်တဲ့ကွယ်။သုံးငယ်ရဲ့စကားကိုဝင်းပလေးကတည့်ရဲ့နောက်ဆုံးစံထားကဘာလဲလို့မေးလိုက်တဲ့။သုံးငယ်ကကျွန်တော်ဟာဂီတကိုနှစ်သက်ပါတယ်။ဒါကြောင့်ကျွန်တော်မသိခင်မှာအသိရဲ့ပလွေတန်ကိုကြားချင်ပါတယ်လို့ပြောလိုက်တဲ့အခါဝင်းပလေးကချက်ချင်းပဲသဘောတူလိုက်ပြီးပလွေမှုတ်ပြပါတော့တယ်။ဝင်းပလေးရဲ့ပလွေတန်ဆုံးသွားတဲ့အခါအကျဉ်ရှိရဲ့သုံးငယ်ကတာယာလိုက်တဲ့ပလွေတန်ပဲနောက်တစ်ချိန်ခက်ကြက်ကြက်လေးမုတ်ပြပါလားလို့တောင်းဆိုလိုက်ပြန်တဲ့ဝင်းပလေးကသုံးငယ်ရဲ့စကားကိုချိန်နှက်ပြီးခက်ကြက်ကြက်လေးမုတ်ပြတဲ့အဲ့ဒီအချိန်မှာပြောင်းနေတဲ့သုံးငယ်လေးကိုရှာနေကြတဲ့တိုးချောင်းသားနဲ့ခွေးရီဟာပလွေတန်ကိုကြားသွားတဲ့ဒါကြောင့်သူတို့ဟာပလွေတန်ကြားရစီအပြေးရောက်လာကြပြီးဝင်းပလေးကိုဖမ်းလိုက်ကြပါတော့တယ်သုံးငယ်လေးဟာတိုးအုပ်ထဲကိုပျော်ရွှင်စွာပြေးဝင်သွားတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့ဟာအသက်အန္တရာယ်ကြုံရပြီဆိုရင်အန္တရာယ်ကလွတ်မြောက်ရာနီးလန်းကိုကလေးတို့ဘာသာကြံစားတတ်ဖို့လိုတယ်ဆိုတာပါပဲကွယ်